ဟာဆရာမဒါဘာကြီးတော့ 哦，ငါသားလေဒီကီက emoji လို့ခေါ်တယ်ဆရာမတို့ခေတ္တကဒီကီနဲ့ဆိုလို့ရှင်လေကောက်မလေးတွေကတဲတဲဆွဲပဲဆရာမတို့ကဆရာမတို့ယောက်ျားကိုလေဒီကီနဲ့မလို့ပြန်ကြိုက်လိုက်တာ Every night in my dream Hey ရှောင်းပါလေသူမပြင်ကွာ လာပါဦး ဟုတ် ဒါပဲသွားမလို့လေ ဟိုဘက်ရက်ခွက်ကိုလေ မစိတ်ဆိုရင်လို့ မုန်းဆိုင်တော့ရိုက်မလို့ ငါဘာဆိုင်ဖွင့်ထားဆိုတာမသိဘူးလားငါကိုယ်တိုင်စပင်ညက်ဆိုင်ဖွင့်ထားတာကိုဘာကိစ္စနဲ့ဟိုဘက်ရက်ကွက်ကိုရှော့တောငေါ့သွားမှာလဲ ရှမမယုံလို့ ပါမဟုတ်ပါဘူးစတာဟာ ဆိုင်နေလာခဲ့ကဲပြောဘာကိညက်ပေးရမလဲငါကိုယ်တိုင်ညက်ပေးမယ်လား တော်တော်မင်းအေးညက်လိုက် မဟုတ်မင်းညက် ဒါမင်းရင်ညက် မင်းစပင်ကြီးကိုငါရင်ကြည့်မယ်မင်းအစီပြေတော့မှငါညက်မယ် မလီငါသားတို့အဲ့တော့ကမောင်းကူနဲ့ဆရာမကတုံကောင်းကောင်းလုပ်တတ်တယ် ဟာ ကဲထိုင် ဟာဆမမဟုတ်လေဆမ ဒီတစ်ခုလေ ဒီတရားတစ်ခုလေ ဆရာမဆိုင်မှာဒီတစ်ခုပဲရှိတယ်စကားမများနဲ့ကဲပြော ဟာ မင်းကဘာကိညက်မှာလဲ ကျွန်တော်ကဘူးကတ် ဝူကတ်ဟုတ်နေတလောက်တိုးတဲ့အမွေကိုငါဝူကတ်ညက်ပေးလို့ရမလားငါညက်ပေးတဲ့ကိပဲညက်နေဟော ဟမ် ဘာကိညက်ရှင်လို့ မသိဘူးဆရာမအစဉ်ပြေတဲ့ကြည်လာညက်တော့ သိကြပြီနော် ဟုတ်ဟုတ် အဲ့ဒါဆရာမဆန်းတော့မယ်နော်တဲတဲ ဟာဆရာမဒါဘာကြီးတော့ အော်ငါသားလေဒီကီက emoji လို့ခေါ်တယ်ဆရာမတို့ခေတ္တကဒီကီနဲ့ဆိုလို့ရှင်လေကောက်မလေးတွေကတဲတဲဆွဲပဲဆရာမတို့ကဆရာမတို့ယောက်ျားကိုလေဒီကီနဲ့မလို့ပြန်ကြိုက်လိုက်တာ ဟမ်ဆမဒါဆိုတားကြီးကဘာကြီးလဲ အော်ဒါအခုဒီကသားတို့ဖြစ်စားနေတဲ့အလေကွဲကီ ဟာဆမလေဟုတ်ရမဟုတ်သေးဘူးလေ ဟောနေကီကလောက်တိုးတာလေလောက်ဝယ်ရမှာပေါ့ကြီးကိုများတယ်ကဲရပြီ ဟောဆရာမဘယ်လောက်ကြာလဲ ဟိုသူများဆိုလို့ရှင်တော့စပင်ချက်လို့ရှင်9000ပဲငါသားငါသားကြတော့3000 အဲ့3000 ဟုတ်တယ်တပည့်တွေမလို့လေ ဆရာမဆိုင်နေတာလေးပြောတာပြန်နေနေ ။အော်ငါသာနောက်တစ်ခေါက်လာညှိရှင်မြင်မိတယ်လေ။ပြောပြမယ်။အမှတ်33မြင်ညီတဲ့ဗျာတုတ်တိနဲ့တောက်မြောင်းမှာငါသာတို့ဟိုဘောင်းမတခါလေးလျှော်သွားပါလား ကောင်းချရင်လာတော့ပြန်နေပြန်နေ ။ဘောင်းလျှော်မလား။ဒါမှမဟုတ်ရင်ဆရာမဟိုတင်ရှာ3ချိန်စပြန်တင်ပေးရမလား ကောင်းမဲတော့မယ် ။တောက်လျှော်မယ်ဟေး။